ရောက်2ရောက်3ယောက်ကနေပြီးတော့ခုမှအဲ့ဒါမင်းနေပြန်ပေးရအကိုရေမို့လို့အဲ့လိုဆိုမလာနဲ့ဘူးလေမပြောတော့ဘူးတင်မားတွေပါတယ်မပြောတော့မားတယ်ဘုန်းကြီးနဲ့စကားမပြောတော့ဘူးအမေတို့ကလာလေးလာရင်လည်းစကားမပြောနဲ့မမီးနဲ့ထားရကိုရတော့ကတော့ပါဖေးမဝိတ်ခင်နဲ့ကျမငယ်ရေးကြီးတော့โอ้ไม่อยากรู้มาติ้งสาหัสเดี๋ยวมาไปตลาดไปเลยตรีสระเราไม่เป็นนะบัวမမောဟတ်တော့မင်းတချင်းကြမတောင်းကြလို့မဖွင့်တော့ဘူးပဲစီကိုရောက်လို့လေဘလောက်ချီပြရနေပေတော့မှချီကြမ်းစံကေရင်တဲ့တာလာရောင်းနေ
啊，的现在怎么做啊？不如给我们拿哪里 ？Hi, beautiful lady. Hi, hello. 吹扁你，你妈的！怎么做搞把的现在？明年你准备结婚呀？但现在没目标。现在。Nếu Ôi làm Ôi Lùi gì Cà phê vừa về mình À sợ lỗi sợ này Cho đi ai Này yêu đó mà nhưng mà đi Chú phía tòa về nó Santa lo nhà lo nên nhà lại xì Chứ emပြောတာလေအဲ့ကိုသိန်းကြီးကိုမမိုးတယ်အန်ကင်ထားတဲ့နေရောလည်းရှိကိုကိုကိုကြီးမတော့တင်းအောင်ရဲနေအစ်စ်ကိုပါဟိုကျူပြေစသွားမယ်နော်ဘာလို့ဟာရလို့တော့တတားဟာလို့ခုနဖျားကတော့လို့တန်လို့လိုက်တာအဘိုးရေဦးလေးကအဲ့စကားကိုကောင်းမလေးနိုင်လိုက်ပို့ Okay မျိုးတမ်းပေါ်လာမောင်ကြည့်ထပ်သွားတာပြီမမလည်းပြောရမှာလားဦးလေးကြီးကိုမဦးလေးဟုတ်တယ်အရင်တော့ဦးလေးကြီးမှာလားမဆုလိုက်ထဲမှာတွေ့ဘူးတယ်အရင်တော့မဆုလိုက်ထဲမှာဦးလေးကအန်ဒမင်နော်မဆုရဲ့အန်ဒမင်အမောပြည်လေးတို့အမောပြည်သွားတာပဲကွာလို့လွမ်းနေတာအဲ့လိုအိတ်စာရမြင်ဘူးတဲ့မသိဘူးထင်ရတာအဘူရီဘာလဲဟုတ်လို့လားဟုတ်ရဲ့လား
ခုချလေခုလေးကအန်ဒမင်အခုကိုပြောတာမဟုတ်ဘူးခုလေးကအရင်တော့မတ်ဆူရဲ့အန်ဒမင်လောက်ပြီးတာလွယ်သူထဲမှာအရင်တော့သွားပြတယ်ဖမ်မီတို့ကအခုသူက agency ထောင်လိုက်တာသူတကွယ်တပြားကြီးဖြစ်သွားတာအဲ့တော့မသွားပြတော့ဘူးအဲ့တော့မသွားပြတော့ဘူးအမစီကိုအန်ဒမင်လောက်တယ်ဆိုပေမဲ့လည်းဟိုလိုမျိုးစိတ်တုံးပြီးတော့လောက်တာမဟုတ်ပါဘူးဒီတိုင်းပဲလူတော့ဖြစ်ပြီအရင်တော့နည်းနည်းသူထဲမှာ2000လား1000ကျော်လားမသိရောချပြရအခုကမသွားပြတော့ပါဘူးမမေတွေ့တာကိုပြောပြရတာအဲ့ဖူးလေးကိုလာမလိန်နဲ့လို့ပြောတာမလေးပွင့်လာတယ်လုံးသားလေးကြည့်ဆိုင်တိုင်းမှုရဲ့တဲ့စီထားတဲ့ကြောင့်မညံကောင်းမှာမဟုတ်ဘူးအဲ့လိုကိုလည်းအဲ့စကားပြောရင်အဲ့လိုမကြိုက်ဘူးအားကြတော့လေစိတ်ထဲမှာမမာတော့ပေါ့မဟုတ်ပါဘူးအခုပူလေးနဲ့မတွေ့တာပူလေးလိုက်ထဲမှာလည်းမလာဘူးလေကြာတော်ကြာမမြောက်အရင်တော့ကပြောတာအရင်တော့သူများလိုက်ထဲမှာအဲ့လိုမျိုးပြောတာလေတွေ့ဘူးတယ်လို့ကောင်းပြီမဟုတ်ပါဘူးကိုရဟိုတနေ့ကတော့လေလိုက်ထဲမှာအန်နမင်တောင်းတယ်လေတောင်းတော့ကိုရလို့ဖူးလေးထဲမှာလို့အရင်တော့အန်နမင်လောက်ဖူးရလားဆိုတော့ဟိုဘယ်လိုရမလဲနားကြားမှားသွားတာလားသူများထဲမှာအန်နမင်လောက်ဖူးရလားလို့ကြားပြီးတော့လောက်ဖူးရလို့ဖြစ်ရလေထပ်ပြီးတော့ကြတော့မလောက်ဖူးတဲ့မတွေ့ဘူးပါအောင်တီးဘူးခုမှတီးရခုနေ့ကအန်နမင်တောင်းမှတီးရစိတ်မသုံးနိုင်မယ်နေတော့နေပေးမယ်ဟုတ်လို့အားလုံးညလေစောဟာလို့ပုံမှာဝင်းမောင်လာပြီလားဆက်ပြီးလိုက်ရှင်နေဖျားကတော့နေကြရင်မကြောင်ရကြပါမရှိကိုတူတော့ရှိတာလေခုလေးရဲ့အနမင်အရင်တော့လေခုဘေးဆိုတဲ့တယောက်နဲ့စကားပြောပုံတူတယ်တိလားနည်းနည်းပြောတာနည်းနည်းတူရလို့ပြောမလေးစကားပြောနေလို့ပါ sorry ပါရှင်စကားပြောပုံနဲ့အဲ့လိုတူမျိုးအကြောင်းမလို့အနာမင်လောက်ဘူးလားလို့မေးလိုက်တာဆောင်းတာဟုတ်တယ် तू ကလေ तू ကစိတ်မသုံးအခုဆိုရင်တော့မသိဘူး तू ကစိတ်မသုံးကသူလေးစလိုက်လွှဲနေအချိန်မှာစလိုက်လွှဲနေအချိန်ကလေးကပါစီပစ္စည်းလေးတွေကပေါ့လေးတစ်ပြက်ရောက်လာပြီးတော့မြင်လာစပြီးတော့အဲ့လိုမြင်ရလားလို့ခိုင်းလေအဲ့တောင်းတော့ကြတော့ပြောစလာလေးနဲ့အဲ့လိုစသူ့ပဲရှိရစတဲ့နဘလို့လဲမသိဘူးသူစိတ်ဆိုးပြီးတော့အနမင်ဖြောက်လိုက်တာလားဗာလည်းမသိတော့ပါဘူးဘဲကြီးဟုတ်ဘဲကြီးဆိုပြီးတော့ဟုတ်ပါမပထမဆုံးလိုက်တယ်မှာဘဲကြီးဆိုတဲ့နာမည်နဲ့သူကစ